တရက်မှာတော့ဘရင်ကြီးကပြင်းပြင်းရှိတာနဲ့အမတ်ကြီးကိုအနားကိုလှမ်းခေါ်ပြီးမေခွန်းတစ်ခုကိုမေးလိုက်ပါတယ် အမကြီးရှေ့ကိုလာပါဦးကွယ်ရောက်ရှိတော်မူကြောင်းပါဗျာဒီနေ့မောင်မင်းကိုမေးခွန်းတစ်ခုမေးမေကွယ်ငါရဲ့ရေကန်တော်ကြီးတွေကရေဒီကပုံညက်ချိန်မဲ့ဆိုရင်ဘယ်နှပုံလောက်ရှိမလဲဆိုတာမောင်မင်းဖြေနိုင်ရဲ့လားကွယ်မှန်လားပါမင်းကြီးဗျာဒါကအင်မကန်စဉ်းစားရခက်ခဲတဲ့မေခွန်းမျိုးပါဗျာဒီမေခွန်းရဲ့အဖြေကိုနောက်တစ်နေ့မှာမောင်မင်းကိုဖြေစေခြင်းတယ်ကွယ် ဒီလိုနဲ့အမတ်ကြီးကနောက်တစ်နေ့မှာတော့ပြုံးပြုံးလေးနဲ့ပြန်ရောက်လာခဲ့ပါတယ် အမကြီးဒီနေ့မှာရောကျွန်တော်မေးထားတဲ့မေခွန်းကိုဖြေနိုင်ပြီလားကွယ် မှန်လားပါဘင်းကြီးအဖြေကတော့အလွန်လွယ်ကူပါတယ်အကယ်၍အရှင်မင်းကြီးအသုံးပြုမဲ့ရေပုံးဟာရေကန်ကြီးနဲ့အရွယ်အစားအတူတူပဲဆိုရင်တော့တပုံးပဲရှိပါလိမ့်မယ်အကယ်၍ရေပုံးကရေကန်ရဲ့ထောက်ဝက်ပဲရှိမယ်ဆိုရင်တော့နှစ်ပုံးရှိမှဖြစ်ပြီးရေကန်ရဲ့10ပုံးတပုံးအရွယ်အစားဆိုရင်တော့10ပုံးရှိမှဖြစ်ပါတယ်ဖေပညာရှိပြတာလာပါပြီတဲ့ကွယ် ဒီတော့ဘရင်ကြီးကအမတ်ကြီးရဲ့ပါးနှက်တဲ့အဖြေကိုကြားရတဲ့အခါမှာတော့အိမ်တန်းကိုသဘောကျသွားပြီးစုတော်လာဘတော်တွေချီးမြှင့်လိုက်ပါတော့နေနောက်ထပ်အပိုင်းနေနဲ့ယခုလိုဇာတ်လမ်းလေးတွေကိုလည်းနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်လို့ Eddie Story ဆိုတဲ့အကောင့်လေးကို follow နေပေးထားကြပါဦးနော်